လို့ပြရဆိုအိမ်မှာချက်မစားဘူးပြင်မှာမဟုတ်တော့စားတော့မယ်နေ့လေသားလို့ပြောရမှာညစားလို့ပြောရမှာအကုန်ပေါင်းစားရဲ့ဒီနေ့ပေါ့နော် so let's go ဒီကတော့လေခါစမီရိုက်ထားတဲ့မင်းရွေးနေတဲ့ clip လေးကပျောက်သွားလို့ tempura နေပဲစကြည့်လိုက်တော့နော်ボタバラうどんの温玉卵温玉でさまタンプラねこれかねကာစမီတာစားရဲ့ဆိုင်လေးကဟာနာမာရူဆိုတဲ့ဆိုင်လေးပေါ့နော်သူကနာမည်လေးကြီးရဲ့ဂျပန်နိုင်ငံရဲ့တော်တော်များများမှာလည်းရှိရဲ့ပေါ့နော်ပြီးတော့သူစီမှာခောက်ဆွဲအပူရောအေးရောရတယ်ကိုကျိန်းနှစ်တက်ရနဲ့စားလို့ရတယ်တော်ပင်ရလည်းကြိုက်တာနဲ့စားလို့ရတယ်ပြီးတော့ဖူကော့ဒီမှာဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့ဟာထည့်ဖို့ပေါ့နော်နေဂီတို့အဲ့လိုဆောဆိုပါတော့အဲ့လိုအစင်သင်းချပေးလိုက်ကိုပေါ့ကိုဆက်တူဖူထည့်အောင်ပဲစားရလေးတော်တော်အဆင်ပြေရတာလည်းကောင်းတယ်ဟုတ်タンプラを一緒にぐらいに触らみたい。うどん？いやいや、先さ。カスミサラ花丸ဆိုတဲ့ဆိုင်လေးဥဒုံနဲ့ထမ်ဘူရာနဲ့တွေ့ရမှာပေါ့နော်။ဒီစားတာနှစ်ကြိမ်ထပ်လာမယ်။ဒီတစ်ခါတကယ်နဲ့တော့စားတော့ကောင်းတယ် taste ကအရင်ဥဒုံရဲ့အရေးစစ်ပြည့် taste ကအရင်တော့ကောင်းတယ်။အဲ့တော့နောက်တစ်ချိန်တော့စားဒါဘယ်လိုပါလဲအတီးဘက်ဒီအဆုံးကြော်တာကမန်းနဲ့ဒီင်းချင်းမိတာလားမသိဘူးအကုန်လုံးတော့ပြောကြော်တာ
တော့နောက်တစ်ခုခါစမိအကြံပေးချင်တာကအဲ့ဆိုင်တော့စားမယ်ဆိုရင်ထင်ထားတဲ့ဘိုက်ပိုပြည့်ရယ်ခါစမိပထမတစ်ခေါက်စားတော့ကပွဲသေးကိုတမ်ပူရာ3ခုနဲ့စားကွာအဲ့တုန်းကချိုးသွေးလို့ပြောရမလားဘိုက်ကအတော်ပဲကွာဘိုက်လည်းပြည့်ရယ်အဲ့လိုမစားနိုင်နေအနေထားမျိုးလည်းမဖြစ်ဘူးအခုတစ်ခေါက်ကျတော့ခါစမိကပုံမှန်ပွဲကိုတမ်ပူရာ3ခုနဲ့စားဆိုတော့တော်တော်စားယူလိုက်ရရရောအရင်များပြီးတော့ဘိုက်ကိုတင်းနေရပဲအော်ပုံမှန်အစားနဲ့လူတမ်ပူရာလည်းစားချင်တယ်လို့ဆိုလို့ရှိရင်တော့အဲ့ဒီပွဲသေးကိုပဲရွေးပေါ့နော်ပွဲသေးကိုရွေးပြီးတော့ကိုစားချင်တဲ့တမ်ပူရာလေး2ခု3ခုနဲ့အဲ့လောက်ကအတော်ပဲလို့ထင်တယ်။အဲဆိုပြီးဆိုအဲ့ဒီကမနှင်းစားယူခဲ့ရတယ်ကောင်။ ဒီမှာဆိုင်နေနိုင်ပဲစကီယာလည်းရှိရယ်ပစတာလည်းရှိရယ်လာမလည်းရှိရယ်ဥဒုံလည်းရှိရယ်မက်ခေါနာပြီးတော့ဒိုနတ် ice cream 这边是，二十，这六，不好也大了不是的。吹便大吧，အဲ့တင်မှာပေါ့နော်ကိုသုံးထားတဲ့ဒီအမကိုဖိလိုက်အခုတော့တီရှူတို့အဲ့ဒီဟာအရင်ဆုံးပြပြရတယ်ပေါ့နော်ပြပြပြီးတော့မှတို့ရဲ့ဆိုင်အခုနော်စားရတဲ့ဆိုင်ကိုသွားပြီးတော့ trade နေကန်နေပြပါတော့ဆိုတော့ let's go စားချင်တာလည်းစားပြီးပြီဆိုတော့ပြန်ပြီးပေါ့နော်အယုတ်ကောက်ဆက်မှာ1500လောက်ပြီးတော့ဒီလိုထိုင်တော့ပေါ့ပါတယ်အဲရုပ်ကောက်ဆက်တွေကချင်းထွေမှန်းနဲ့တည်တယ်မရမှန်းနဲ့တည်တယ်ဒါပေမဲ့ရုပ်ကောက်ဆက်မြင်မနေနိုင်ဘူးပေါ့နော်ကောက်ချင်တာတစ်ပိုင်းတည်ရော1500လောက်ကုန်သွားပြီးနောက်မှာမိသားတိုင်းလက်ရှိသွားတယ်ဆိုတော့အခုပြန်တော့မှာပေါ့နော်စားလဲစားပြီးပြီဆိုတော့ပုံတော်တော်စားလိုက်ရဥဒုံတော့ပဲနဲ့ပုံအများကြီးစားဖို့စဉ်းစားထားတယ်မစားနိုင်ဘူးပေါ့နော်အဲဥဒုံဖူဆူမိုရီစားလိုက်တာတော်တော်ဤစိတ်သွားတယ်တမ်ပူရာလည်းပါတည်ရဆိုတော့တရားပန်းနဲ့ဝယ်ပြီးပြီဆိုတော့ပြန်ပါတော့မယ်ဒီနေ့ဗီဒီယိုကိုလိုက်ကြည့်ပေးတယောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်ပါတယ်နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ် bye bye